တမီမီလေးတို့အားလုံးပဲမင်္ဂလာပါရှင်စတိုရီပေါင်းမှာကြိုဆိုလိုက်ပါရနော်ဒီနေ့မှာတော့တီတီစုကတမီမီလေးတို့အတွက်ဖီနိုခီရိုလေးရဲ့စွန်စားခန်းဆိုတဲ့ပုံမြင်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်တခါတော့ကပေါ့ကွယ်စီကားတိုက်ငိုက်လာတဲ့မြို့ကြီးတစ်မြို့မှာအဖိုးအိုတစ်ယောက်ကတစ်သားနဲ့ကျွဲနွားရုပ်သမင်ရုပ်စတဲ့တစ်သားနဲ့ပြုလုပ်တဲ့အယုတ်ကလေးတွေပြုလုပ်ပြီးအသက်မွေးနေထိုင်စားတောက်တာပေါ့ကွယ်နေသားတဲ့တနေ့မနက်ခင်းတစ်ခုမှာမြို့ထဲမှာရှိတဲ့ကလေးလေးတွေနဲ့အဖေတွေကအဖေများနေ့အတွက်လက်ဆောင်ပေးဖို့အယုတ်ကလေးတွေကိုအိုက်စုပြီးဝယ်နေကြတာပေါ့တယောက်တည်းအထီးကျန်လွန်လာပြီးတစ်သားရုပ်လေးတွေလုပ်ပြီးရောင်းနေတဲ့အဖိုးအိုကငါမှလည်းအဖေများနေ့အတွက်အယုတ်ကလေးပေးစရာသားလေးတယောက်ရှိရင်ကောင်းမှာပဲလို့စဉ်းစားနေတာပေါ့ဒါနဲ့ပဲခဏအတန်ကြာတော့အဖိုးအိုကတစ်သားလူရုပ်ကလေးကိုပြုတ်ဖို့တွေးမိလိုက်ပါတယ်တစ်သားလူရုပ်ကလေးကိုပြုတ်ဖို့တွေးမိရင်ဒီလိုနဲ့အဖိုးအိုကတစ်သားလူရုပ်လေးကိုကိုလုံးပုံစံလေးကနေစပြီးထုတ်လုပ်လိုက်တာပေါ့ကိုလုံးလေးကနေလက်လေးတွေတက်ခြေထောက်ကလေးတွေတက်တယ်နောက်ဆုံးတော့မျက်နှာကလေးကိုချစ်စရာအကောင်ဆုံးကလေးလေးဖြစ်အောင်ပုံဖော်လိုက်ပါတယ်ဒီလိုနဲ့အဖိုးအိုရဲ့တစ်သားလူရုပ်လေးကတပြေးပြေးချစ်စရာကောင်းတဲ့ကလေးလေးပုံစံဖြစ်လာတာပေါ့ကွယ်အဖိုးအိုကအကုန်လုံးကိုထုစစ်ပုံဖော်ပြီးတဲ့နောက်မှာတော့တစ်သားရုပ်ကလေးရဲ့အင်ကြီးတွေဘောင်းမီတွေကိုပို့ပြီးလှပသွားအောင်လို့စီးအယောင်ချဲပေးဖို့စတင်တော့တာပေါ့ကွယ်ဒီလိုနဲ့အဖိုးအိုကအသင့်ပြောထားတဲ့စီးပုံကိုကောက်ယူလိုက်ချိန်မှာပဲအင်းဆိုပြီးအတန်တစ်ခုကိုကြားလိုက်ပါတယ်အဖိုးအိုကသူ့ကြောင်လေးကတခုခုညီးတွားလိုက်တဲ့ထင်လို့ကြောင်လေးကိုလှည့်ကြည့်ပြီးသူ့ဆေးတုပ်စရာရှိတာကိုဆက်တုပ်တာပေါ့ကွယ်ဒီလိုနဲ့တစ်သားရုပ်ကလေးကိုတကူလုံးလိမ့်ချပြီးတဲ့နောက်မှာအဖိုးအိုကဆေးတွေချအောင်လို့အခန်းထဲမှာခဏထားခဲ့ပြီးအပြင်မှာပန်းအိုးလေးတွေကိုရေလောင်းနေတာပေါ့ခဏကြာတော့မှအဖိုးအိုကအခန်းထဲကိုပြန်ဝင်ပြီးသူ့အယုတ်လေးအဆင်သင့်ဖြစ်နေပြီဆိုပြီးဝင်ကြည့်လိုက်မှတော့သူ့ဘဝတစ်လျှောက်လုံးစာအတွက်မယုံနိုင်တော့တဲ့အံ့ဩစရာတစ်ခုကိုတွေ့လိုက်ပါတယ်သူပြုတ်လုထားတဲ့တစ်သားရုပ်လေးကအသက်ဝင်ပြီးတကယ်ကလေးလေးလိုစကားလေးပြောနိုင်နေတာပေါ့လမ်းလေးလျှောက်နိုင်နေတဲ့တဲ့ကွယ်ဒါနဲ့ပဲအဖိုးကအယမ်းပျော်သွားပြီးအိုးဒီအယုတ်ကလေးလေးကငါ့အတွက်ဖျားသခင်ရပြီးတဲ့အဖေများနေ့အတွက်လက်ဆောင်ပဲလို့ပြောပြီးဝမ်းသာနေတာပေါ့ပြီးတော့အဖိုးကတစ်သားရုပ်လေးကိုသူ့ရဲ့သားလေးတယောက်လိုသဘောထားပြီးဖီနိုခီယိုလို့နာမည်လေးပေးလိုက်ပါတယ်ဒါနဲ့ပဲအဖိုးကသူ့သားလေးအတွက်စားစရာတစ်ခုခုလုပ်ပေးမယ်ဆိုပြီးမိဖို့ကြောင့်လေးကိုထပ်သွားပါတယ်အဲ့ဒီချိန်မှာပဲရင်းငတ်ပေါက်ကလေးတစ်ကောင်ကဗရင်ဘက်ကနေပြန်ဝင်လာပြီးတစ်သားရုပ်ကလေးပေါ်မှာနားလိုက်ပြီးအိုးတစ်သားရုပ်ကလေးမင်းတို့ငငယ်ရွယ်ရွယ်အချိန်လေးမှာလောကကြီးကိုခန်းစားလိုက်ပါလောကကြီးကိုစူးစိုက်လေ့လာပြီးစွန့်စားခန်းတွေဖွင့်လိုက်ပါလို့ပြောလိုက်ပါတယ်ကွယ်တစ်သားရုပ်ကလေးကလည်းငှက်ကလေးရဲ့စကားကိုနားထောင်ပြီးအိမ်ထဲကနေပြေးထွက်သွားတာပေါ့ပြီးတော့မြို့ထဲမှာရှောက်ပတ်ပြီးဟိုသွားတီသွားနဲ့စူးစမ်းနေတာပေါ့ကွယ်အိမ်မှာကြံခဲ့တဲ့အဖိုးကတော့သူ့သားလေးပျောက်သွားပြီဆိုပြီးဝမ်းနေပြီးတလန်းဝင်တလန်းထွက်လိုက်ရှာတာပေါ့ကွယ်ဖီနိုခီယိုလေးကတော့လမ်းမတွေပေါ်မှာပြေးလာလျှောက်သွားရင်ဘိုက်တွေအယမ်းစာလောင်လာတဲ့ကွယ်ဒါနဲ့ပဲဖီနိုခီယိုလေးကတစ်သီးဆိုင်တစ်ဆိုင်ကိုသွားပြီးတစ်သီးတစ်လုံးကိုယူလိုက်တာပေါ့ကွယ်ဒါနဲ့ပဲတစ်သီးဆိုင်ပိုင်ရှင်ကဟဲ့ကောင်လေးမင်းမှာပတ်စံရှိမှငါစီကအသီးတွေဝယ်စားလို့ရမယ်မင်းမှာပတ်စံမရှိပဲငါစီကတစ်သီးတွေကိုမယူပါနဲ့လို့ပြောလိုက်တာပေါ့ဒါနဲ့ပဲဖီနိုခီယိုလေးကကျွန်တော်မှာပတ်စံတွေအများကြီးရှိပါတယ်ဗျကျွန်တော်အိမ်မှာကျွန်တော်ဖေကကျွန်တော်အတွက်စုပေးထားတာပါလို့လိန်ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲဖီနိုခီယိုလေးရဲ့နှာခေါင်းကပုံမှန်ထက်အများကြီးရှည်ထွက်သွားတာပေါ့ဒါနဲ့ပဲဖီနိုခီယိုလေးကအမလီငါနှာခေါင်းကြီးရှည်လာပြီငါနှာခေါင်းကြီးရှည်ထွက်သွားပြီလို့အော်ဟစ်ရင်တစ်သီးဆိုင်သားကနေထွက်ပြေးသွားတော့တာပေါ့တော်တော်ဝေးဝေးကိုပြင်းရင်းနဲ့ဖီနိုခီယိုလေးကအော်ပြောလိုက်တဲ့ကွယ်ကျွန်တော်မလိန်ပြောတော့ပါဘူးကျွန်တော်မှဘာမှပတ်စံမရှိပါဘူးလို့အော်ပြောလိုက်ချိန်မှာတော့ဖီနိုခီယိုလေးရဲ့နှာခေါင်းကချက်ချင်းပဲပြန်ဝင်သွားပြီးပုံမှန်အနေအထားကိုပြန်ရောက်သွားပါတယ်ဒီလိုနဲ့ဖီနိုခီယိုလေးကလမ်းဆက်လျှောက်နေတော့မိုးတွေကမဲမှောင်ပြီးတရက်စီးတွေလက်လာတာပေါ့ပြီးတာနဲ့မိုးတွေတဲကြီးမဲကြီးရွာချလာတာပေါ့ကွယ်ဖီနိုခီယိုလေးကအမှောင်မဲနေတဲ့လောကကြီးနဲ့မိုးပေါက်ကြီးတွေကိုကြည့်ပြီးကြောက်ရွံ့တုန်လှုပ်နေတာပေါ့ကွယ်အဲ့ဒီချိန်မှာပဲသူ့အဖေအဖိုးအိုကိုတတိယလာတာပေါ့သူကဘာအတွေ့အကြုံအသိဉာဏ်မှမရှိသေးပဲအိမ်ကနေထွက်လာခဲ့မိတာ哦အဲ့အတွက်ကြောင့်နောင်တရနေတာပေါ့ကွယ်ဒီလိုနဲ့ဖီနိုခီယိုလေးကမိုးခိုဖို့အတွက်အမိုက်ပုံးကြီးတစ်ခုတည်းကိုဝင်ပုံးနေလိုက်ပြီးအဲ့ဒီအမိုက်ပုံးထဲမှာပဲအိပ်ပျော်သွားတဲ့ကွယ်ဒီလိုနဲ့မနက်မိုးလင်းသွားတော့
မိုးလေကင်းလို့ပြီးတတရရနဲ့မနက်ခင်းလေးမှာဖီနိုခီယိုလေးတယောက်အိယာကနေနိုးထလာတာပေါ့နိုးချင်းပဲသူတတိထားမိလိုက်တာကသူ့ခြေထောက်နားမှာကျွတ်စုပ်ကလေးတစ်ကောင်ရောက်နေတာပေါ့ကျွတ်စုပ်လေးကမင်းရဲ့တကိုယ်လုံးကတက်သားနံလေးကိုမှုေးနေတာပဲငါမင်းရဲ့တကိုယ်လုံးကိုက်ပစ်လိုက်မယ်လို့ပြောတာပေါ့ဒါနဲ့ပဲဖီနိုခီယိုလေးကငါရဲ့အဖေကကြားကြီးกว่าမင်းငါ့ကိုကိုက်ရင်လေငါဖေကမင်းကိုပြန်ကိုက်စားလိုက်မယ်လို့ပြောလိုက်ပါတယ်အဲဒီခါကျွတ်စုပ်လေးကမင်းလိတ်မပြောနဲ့မင်းဖေကကြားကြီးဆိုရင်မင်းမအမိပါမှာပေါ့လို့ပြန်ပြောလိုက်ပါတယ်အဲဒီခါဖီနိုခီယိုလေးကငါမှအမိလည်းပါပါတယ်ကွပြောတဲ့ချိန်မှာပဲသူ့ရဲ့နှာခေါင်းကအရှိကြီးထွက်လာပြန်တဲ့ကွယ်ဒါကိုကျွတ်စုပ်လေးကတွေ့ပြီးလန့်ပြီးတော့ထွက်ပြေးသွားတာပေါ့ဖီနိုခီယိုလေးကလည်းလန့်ပြီးအပြင်ကိုခုန်ထွက်လိုက်ပါတယ်ပြီးတော့ကျွန်တော်မှအမိလည်းမပါပါဘူးကျွန်တော်အဖေကကြားကြီးလည်းမဟုတ်ပါဘူးလို့အမှန်တိုင်းអော်ပြောလိုက်တဲ့အခါသူ့ရဲ့နှာခေါင်းကပုံမှန်အတိုင်းပြန်ဝင်သွားတဲ့ကွယ်ဒါနဲ့ပဲဖီနိုခီယိုလေးကသူ့တိုင်ပြောတဲ့အခါတိုင်းသူ့နှာခေါင်းကရှည်ထွက်လာတယ်ဆိုတာကိုသတိထားမိသွားတာပေါ့ဒီလိုနဲ့ဖီနိုခီယိုလေးကလမ်းဆက်လျှောက်လာပြီးလမ်းတစ်ဝက်ရောက်တော့တခိုးတစ်ယောက်နဲ့တွေ့လိုက်တာပေါ့ကွယ်အဲ့ဒီတခိုးကဖီနိုခီယိုလေးကိုတွေ့တော့ဟာလမ်းလျှောက်တတ်တဲ့တစ်သားရုပ်ကလေးပါလားငါမင်းကိုရောင်းစားရင်ငါချမ်းသာပြီပဲဆိုပြီးသူ့ရဲ့အိတ်ထဲကိုကောက်ထည့်လိုက်ပါတယ်ဖီနိုခီယိုလေးကလည်းသူ့ကိုလွှတ်ပေးပါဆိုပြီးအော်ဟစ်ပြောဆိုတာပေါ့ကွယ်ဒီလိုနဲ့တခိုးကလမ်းဆက်လျှောက်လာတော့ဖီနိုခီယိုလေးရဲ့အဖေအဖိုးအိုနဲ့တွေ့တဲ့ကွယ်အဖိုးအိုကတခိုးကိုလမ်းလျှောက်သွားနေတဲ့တစ်သားရုပ်ကလေးကိုတွေ့မိသေးလားလို့မေးလိုက်တာပေါ့သူ့အဖေရဲ့အတန်ကိုမှတ်မိနေတဲ့ဖီနိုခီယိုလေးကကျွန်တော်ဒီမှာပါအဖေလို့အော်ပြောတာပေါ့ကွယ်ဒါကိုအဖိုးအိုကကြားသွားပြီးသူ့ရဲ့သားကိုပြန်ပေးဖို့တောင်းဆိုတာပေါ့ကွယ်အဲ့ဒီချိန်မှာပဲဖီနိုခီယိုလေးကကျွန်တော်ကလူတစ်ယောက်ပါလို့အော်ပြောလိုက်တဲ့ကွယ်ဒါနဲ့ပဲသူ့ရဲ့နှာခေါင်းကအရှိထွက်လာတဲ့နောက်ထပ်ကျွန်တော်ခန္ဓာကိုယ်ထဲမှာရွှေတွေရှိပါတယ်လို့ထပ်ပြောလိုက်ပါတယ်သူ့ရဲ့နှာခေါင်းကလည်းထပ်ပြီးတော့အရှိလာပြန်ပါတယ်ဒီလိုနဲ့ဖီနိုခီယိုလေးရဲ့နှာခေါင်းကအရှိလာပြီးတော့တခိုးရဲ့အိတ်ကိုပေါက်သွားစေတာပေါ့ကွယ်အဲဒီတော့မှဖီနိုခီယိုလေးကအပေါက်ထဲကနေထွက်လာတဲ့ကွယ်တခိုးကလည်းနှာခေါင်းအရှိကြီးနဲ့ဖီနိုခီယိုလေးကိုတွေ့ပြီးကြောက်လန့်ကထွက်ပြေးသွားတာပေါ့အဖိုးကတော့ပျောက်သွားတဲ့သူ့သားလေးကိုတွေ့တော့အယံကိုဝမ်းသာနေတာပေါ့ကွယ်အဲ့တော့မှဖီနိုခီယိုလေးကပြန်လဲတွေ့ခွင့်ရလို့ဝမ်းသာပါတယ်ဖေအိမ်ကနေအဖေမသိအောင်ထွက်သွားမိလို့လဲတောင်းပန်ပါတယ်ကျွန်တော်ခုနတခိုးကိုပြောတာတွေကအကုန်လိမ်ညာတွေပါကျွန်တော်အဖေကိုအဖေရင်းတယောက်လိုချစ်ပါတယ်လို့ပြောလိုက်ပါတယ်အဲ့တော့မှသူ့ရဲ့နှာခေါင်းလေးကပုံမှန်တိုင်းပြန်ဖြစ်သွားတာပေါ့အဖိုးကလည်းအဖေလဲမင်းကိုသားတယောက်လိုချစ်ပါတယ်ကွာဆိုပြီးအဖိုးကဖီနိုခီယိုလေးကိုဖတ်လိုက်တဲ့အချိန်မှာပဲအလင်းတန်းနေထွက်လာပြီးတစ်သားရုပ်ဖီနိုခီယိုလေးကလူသားစင်စစ်ကလေးလေးတယောက်ဖြစ်ပြောင်းလဲသွားတာပေါ့ကွယ်အဲ့ဒီချိန်ကစလို့အဖိုးအိုနဲ့ဖီနိုခီယိုလေးတို့နှစ်ယောက်ကပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါတယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်ကလေးတို့လည်းဖီနိုခီယိုလေးလိုမျိုးလိန်ညာပြီးစကားကိုမပြောရအောင်နော်ပြီးတော့အသက်ငယ်သေးတဲ့အချိန်အတွေ့အကြုံမရှိသေးတဲ့အချိန်မှာမိဘတွေရဲ့စကားကိုနားထောင်ပြီးဖေဖေမေမေတို့ရဲ့အရှိအောက်မှာပဲလိမ်မာတဲ့ကလေးလေးတွေအဖြစ်နေထိုင်ကြရမယ်နော်။နောက်နေ့တွေမှာလည်းတတမီမီလေးတို့အတွက်ပုံမြင်လေးတွေအမြဲတမ်းပေးသွားမှာမို့တီတီစုရဲ့ Storybook for Baby TikTok channel လေးကို follow လုပ်ပြီး YouTube channel ကခေါင်းလောင်းလေးလည်းနှိပ်ထားပေးကြပါအောင်နော်။